အားလုံးပဲမင်္ဂလာပါ Touch by AB ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီသင်ခန်းစာမှာတော့မိတ်ဆွေတို့ကကွန်ပျူတာနဲ့ဆက်စပ်တဲ့ပစ္စည်းတွေအကြောင်းကိုထပ်ပြီးတော့လေ့လာကြရမှာဖြစ်ပါတယ်ကွန်ပျူတာတစ်လုံးနဲ့ဆက်စပ်နေတဲ့ပစ္စည်းတွေဘာတွေရှိမလဲဆိုရင်ကျွန်တော် monitor တွေရှိမယ်တခြား printer တွေရှိမယ် CD DVD drive တွေရှိမယ်ပေါ့နော်ပြီးတော့နောက်ထပ် scanner တွေဘာတွေရှိအောင်မယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်ထည့်တော့မပြောတော့ဘူးအဓိကသိထားမှာ monitor ရှိမယ် printer တွေရှိမယ် CD DVD drive တွေရှိမယ်ပေါ့နော်ဆိုတော့ monitor တွေမှာဆိုရင်ကျွန်တော်တို့ဒီမှာmonitor တွေမှာဘာတွေရှိမလဲဆိုရင်ကျွန်တော်တို့ဒီမှာ CRT monitor လို့ရှိမယ်ပေါ့နော်ဒါဟိုးအရင်တော့ပေါ့နော်ဟိုးအရင်တော့မိတ်ဆွေတို့စာသင်ကျောင်းတွေမှာတွေ့ရပါလိမ့်မယ်ကျွန်တော်တို့ကွန်ပျူတာတွေဝင်မနှိပ်ရဘဲနဲ့ကျွန်တော်အပြင်ကနေချောင်းချောင်းကြီးခဲ့ရတယ်ပေါ့နော်ကျွန်တော်ငယ်တော့လည်းဒီလိုမျိုးပဲချောင်းကြီးခဲ့ရပါတယ်ဆိုတော့ဒီလိုမျိုးmonitor ရှည်ကြီးတွေပေါ့နော်နောက်ကနေမှထွက်နေတဲ့ခြုံထွက်နေတဲ့ရှည်ကြီးတွေဒီကောင်လေးကိုဘာလို့ခေါ်တယ်ဆိုရင် CRT monitor လို့ခေါ်တယ် CRT ရဲ့ရှည်ကောက်က cathode ray tube ပေါ့နော်ပြီးတော့ဒီလိုမျိုး monitor တွေရှိဦးမယ်LCD monitor ပေါ့နော် LCD ရဲ့ရှေ့ကောက်က liquid crystal display လို့ခေါ်ပါတယ် liquid crystal display ပေါ့နော်အရည်နဲ့အသုံးပြုပြီးတော့ကျွန်တော်တို့ monitor ကိုပြုလုပ်ထားတယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီမှာ LED monitor ရှိမယ် LED ရဲ့ရှေ့ကောက်က light emitting diode လို့ခေါ်တယ်သူကကျတော့လင်းကိုပဲမေးသည်မီးလုံးနေနဲ့ပဲအဓိကထားပြီးတော့လောက်ထားတယ်ပေါ့နော် LED monitor ရှိမယ်ဆိုတော့ monitor တွေမှာဆိုရင် CRT monitor ရှိမယ် LED monitor ရှိမယ်LCD monitor ရှိမယ်ဆိုပြီးမိတ်ဆွေတို့မှတ်သားထားလို့ရပါတယ်ပြီးတော့နောက်ထပ်တစ်ခုကျွန်တော်တို့ကဒီမှာ sorry ကျွန်တော် monitor 3မျိုးရှိတယ်ပေါ့နော် monitor တွေပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘာရှိအောင်လဲဆိုရင်ကျွန်တော်တို့ဒီမှာ printer တွေရှိအောင်မယ်ပေါ့နော် printer မှာဆိုရင်ကျွန်တော်တို့ဒီမှာinkjet printer ဆိုတဲ့မှင်ရည်သုံးတဲ့ printer နဲ့laser printer ဆိုတဲ့မှင်အမှောင်သုံးတဲ့ printer ဆိုပြီးနှစ်မျိုးရှိတာကိုတွေ့ရပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့မှတ်သားထားမှာ inkjet printer မှင်ရည်သုံးတယ် laser printer မှင်အမှောင်သုံးတယ်ဆိုပြီးကျွန်တော်တို့မှတ်သားထားလို့ရပါတယ်ပြီးတော့နောက်တစ်ခုကျွန်တော်ပါရှိအောင်လဲဆိုရင် CD DVD drive ပေါ့ဗျာနော် CD DVD drive ကတော့ကျွန်တော်တို့ငယ်ငယ်တော့မြင်မှုခဲ့တဲ့အတိုင်းကျွန်တော်ဒီလိုပုံစံလေးဖြစ်တယ် CD DVD drive ကလည်းကျွန်တော်ကွန်ပျူတာတစ်လုံးရဲ့ဆက်စပ်နေတဲ့ပစ္စည်းအစိပ်ပိုင်းတဲကတစ်ခုဖြစ်တယ်ပေါ့နော် CD DVD drive ကျွန်တော်တို့Windows တင်တဲ့အခါမှာလည်း CD DVD drive နဲ့တင်တာမျိုးတွေရှိတယ်ပြီးတော့USB stick နဲ့တင်တာမျိုးလေးရှိတယ်ပေါ့နော်ဒီအဓိကတော့ကျွန်တော်တို့ Windows တင်တဲ့အခါမျိုးမှာ CD DVD drive ကိုသုံးတယ်တခြား software ခွေတွေဘန်းကျင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်တခြားမိတ်ဆွေတို့နှစ်သက်ရတစ်ခုလုပ်ချင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီ CD DVD drive ကိုသုံးနေပြီးတော့မှကျွန်တော်တို့ video file တွေ video တွေထည့်တာပဲဖြစ်ဖြစ်တခြား software တွေထည့်ပြီးတော့မှတင်ထားတာမျိုးပဲဖြစ်ဖြစ်ပေါ့နော် zero point နဲ့သုံးလို့ရတဲ့အရာမျိုးတစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ဒီသင်ခန်းကတော့ဒီလောက်ပါပဲအားလုံးပဲစီမံကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်